ဦးဇင်းတို့မြန်မာပြည်ကြီးငြိမ်းချမ်းရေးမရှိဘူးဟုတ်ပြီနော်မြန်မာပြည်ငြိမ်းချမ်းရေးမရှိဘူးဦးဇင်းတို့မြန်မာပြည်သူပြည်သားတွေစိတ်ဆင်းရဲနေကြရတယ်ဟုတ်တယ်မလားသောကတွေပဋိဒီဝါတွေဒုက္ခတွေဒေါမနတတွေရောက်ကြရတာပေါ့နော်ဒီတိုင်းပဲဘုန်းကြီးတွေလည်းဖြစ်ကြရတာပဲဒါကဘာလဲဆိုရင်အဘိဓမ္မာသဘောအရပြောရင်အလယ်စော၅ချက်အတိတ်ကအကုသိုလ်ကံတွေအားလုံးအကျိုးပေးနေတာသဘောပေါက်လားနားလည်လားတခါကြီးမိုက်ပဲအလယ်စော၅ချက်တွေအကျိုးပေးနေကြတာအခန်းနေရတာအဲ့ဒါပဲဂျားထဲမှာလေအကျိုးပေးခွင့်တာရင်တာတယ်လို့ပေးနေတာမကောင်းတဲ့အာယုံဘက်ကိုကြည့်ရင်ပေါ့နော်မကောင်းတဲ့ဘက်ကိုကြည့်ရင်ပေးနေကြတာတချို့ယောဂါတွေဆွဲကပ်နေတယ်ဒါအလယ်စော၅ချက်တချို့အိမ်တွေမီးလောင်တယ်အလယ်စော၅ချက်တွေပါတယ်ဂျားနာတကောင်ရင်တချို့ကားမောင်းတယ်ခြေတောက်ကျိုးတယ်မျက်လုံးကန်းတယ်ခေါင်းတွေကွဲတယ်အလယ်စောတွေဘာဖြစ်လို့လဲနန္တရားတစ်လျှောက်လုံးဦးဇင်းတို့ဟာလုပ်ခဲ့တဲ့အကုသိုလ်ကံတွေဟာလဲမဟာရီမြေကြီးနဲ့အပြည့်နီးပါတော့နော်ရှိတယ်လို့ဗုဒ္ဓဟောပြီးသားကျန်တာတကယ်ကြီးမိုင်းလို့ရေအဲ့ဒါကြောင့်ဦးဇင်းတို့ရဲ့ဘဝမှာမကောင်းတဲ့အကျိုးတွေကပေးလာနိုင်တယ်ဘာဖြစ်လို့လဲပစ္စုပန်မှာမကောင်းရင်အတိတ်ကမကောင်းကျိုးတွေကလူတိုင်းကိုပေးနိုင်တယ်အဲ့ဒီဦးဇင်းတို့ကဒီမကောင်းကျိုးတွေကိုကာကွယ်ဖို့အတွက်ပထမဇောစေတနာတွေအကြည့်အောင်ဦးဇင်းတို့ကုသိုလ်တရားများများလုပ်ရတယ်သဘောပေါက်လားဦးဇင်းပြောတာဒီမကောင်းတဲ့ကံတွေအကျိုးမပေးခြင်းပစ္စုပန်မှာဦးဇင်းတို့ပထမဇောကံတွေကိုအကောင်းဆုံးဖြစ်အောင်တည်ထောင်ဖို့လိုတယ်အဲ့ဒီပထမဇောကံတွေမှာအားအကြီးဆုံးကတော့ဝိပဿနာကျန်လာပါရင်ဝိပဿနာဉာဏ်ဒီပထမဇောကံတွေမှာအားကြီးတယ်အဲ့ဒီချက်ကောင်းတာကတော့မတ်ပေါ့ဗျာဟုတ်ပြီလားဒါပေမဲ့ဝိပဿနာဇောကလည်း9ကြိမ်ဇောတယ်မတ်ဇောကတော့9ကြိမ်မရှိဘူးမတ်ဇောက1ကြိမ်ပဲဇောတယ်ဒါကြောင့်မို့ပထမဇောစေတနာတွေမှာကြည့်မယ်ဆိုရင်ဝိပဿနာလောကီနယ်ဘက်မှာဝိပဿနာဉာဏ်ပထမဇောဟာအားကြီးဆုံးပဲကျန်လာတဲ့မိုက်တွေမကောင်းတဲ့ဘေးအန္တရာယ်တွေကာကွယ်ပေးနိုင်တယ်ဒါကြောင့်တခိုင်းတို့မှတို့တရားအားထုတ်ဖို့ဦးဇင်းတိုက်တွန်းခြင်းတယ်မကောင်းကျိုးတွေမခံခြင်းဟုတ်ပြီလားမကောင်းမှုတွေမကောင်းတဲ့အကျိုးတွေကတန်တရာမှာလူတိုင်းရှိဦးဇင်းတို့မှလည်းရှိဒါကြောင့်ဦးဇင်းတို့ကပြစ္ဆုတ်ပံဥပဓမ္မကကံတွေအားကြီးအောင်ကြိုးစားနေရပါတယ်ဒီလာတွေကောင်းစွာဖြစ်ခြင်းရမယ်ဒါနတွေဦးဇင်းတို့ကြိုးစားပြီးလုပ်ရမယ်မေတ္တာတွေပွားရမယ်ဂုဏ်တော်တွေပွားရမယ်ပရိပဋ္ဌာန်တွေပူဇော်ရမယ်လောကသာသနာအတွက်အကောင်းဆုံးအလှဆင်တဲ့အလုပ်တွေများများလုပ်ရမှာအကောင်းဆုံးကတော့တရားအားထုတ်တဲ့ကုသိုလ်ကံကတော့အကြီးကျယ်ဆုံးပဲအဲ့ဒီထဲမှာကြားလာတယ်မဟုတ်လား